းခြင်းအန်သွားခဲကြိတ်ခြင်းရှိရာပြင်အရက်မှောင်မိုက်သေးသို့နှင်ထုတ်လိုက်ချဟုစီရင်တော်မူ၏အဲ့တော့အဲ့နှုတ်ကပတ်တော်ကြည့်တဲ့အခါမှာတချို့ကမေးတယ်ဟာကောင်းကင်နိုင်ငံရောက်မှငရဲပြန်ကြမှာလားတဲ့ဘာလို့လဲဆိုတော့အဲ့ဒီငယ်တော့ဘယ်ကိုနှင်ထုတ်လိုက်လဲဆိုတော့ငိုကြွေးခြင်းအန်သွားခဲကြိတ်ခြင်းရှိရာပြင်ရက်မှောင်မိုက်ဆိုတော့ကောင်းကင်နိုင်ငံလည်းရောက်ပြီးတော့မင်းငါတို့ကဘာမှမလုပ်ခဲ့ဘူးဆိုပြီးတော့ငရဲပြန်သွားမှာလားဒါကဲတင်ချင်းဆုံးရှုံးမယ်ဆိုတဲ့အရာပြောချင်တာမဟုတ်ပါဘူးနော်ဘာလို့တမန်ကျမ်းစာမှာယုံကြည်သူဖခင်သားသမီးကသခင်ရှိကိုယုံတာနဲ့ကဲတင်ချင်းမဆုံးရှုံးပါကဲတင်ချင်းဟာဆုံးရှုံးတဲ့မျိုးမဟုတ်ကဲတင်ချင်းကရပြီးဘယ်တော့မှမဆုံးရှုံးဒါပေမဲ့ဘာဆုံးရှုံးနိုင်လဲဖခင်ရဲ့အတိမတ်ပြုခြင်းဖခင်ရဲ့ချီးမြှောက်ခြင်းတာဓုသစ္စာရှိသောငယ်သားကောင်လို့ဖခင်သခင်ချီးမွမ်းခြင်းတော့ဘာလုပ်နိုင်လဲဆုံးရှုံးနိုင်တယ်အဲ့ဒါကခရစ်တော်ရဲ့တရားပလင်မှာစစ်ဆေးမှာဖြစ်တယ်ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး3ကိုဖတ်ကြည့်တဲ့အခါမှာအပိုင်ငယ်7ကနေဖတ်ကြည့်ရင်ဖခင်သခင်ချလက်ရှိတဲ့အဲ့ဒီယုံကြည်ခြင်းတိုက်မြစ်ပေါ်မှာတဲ့ထပ်ဆင့်ပြီးတည်ဆောက်ရတယ်အဲ့ဒါသင်ရဲ့လောကမှာအသက်ရှင်ခြင်းကိုပြောတာသင်ဘယ်လိုအသက်ရှင်မလဲသင်ရဲ့အသက်ရှင်ခြင်းကတစ်သားနော်မြက်ပင်ကောက်ရိုးဆိုရင်တော့တဲ့မီးနဲ့ရှုလိုက်ဘာလို့သွားမလဲကျွမ်းလောင်သွားပြောချင်တဲ့သဘောကသင်ရဲ့အသက်ရှင်ခြင်းကဒီလောကအတွက်ပဲအသက်ရှင်ခဲ့ရင်ဘာမှကောင်းကင်နိုင်ငံမှာပါသွားမှာဒီလောကရဲ့စီးစိမ်ချမ်းသာဖို့အောင်မြင်ကြော်ကြားဖို့လောကထဲမှာအဆင်ပြေဖို့အတွက်ပဲလောကီစီးစိမ်အတွက်ပဲအသက်ရှင်တော့အဲ့ဒါတစ်သားမြက်ပင်ကောက်ရိုးပဲမီးရှို့လိုက်ရင်ဘာမှမရှိတော့ဒါပေမဲ့သင်ဟာဒီလောကခဏတာမှာရွှေငွေကြောက်ကောင်းကဲ့သို့ဖျားသခင်ရဲ့နိုင်ငံတော်အတွက်လိုနေတဲ့သူတွေကိုပေးကမ်းမယ်သင်ဟာသူများအတွက်ဆုတောင်းပေးမယ်သူများတွေကိုမှားစားမယ်ဖျားသခင်နဲ့မိတ်ဆက်ပေးမယ်ကိုယ့်ရဲ့အလုပ်ထဲမှာဖျားသားသမီးပုံသက်တွေနဲ့သင်ဟာအသက်ရှင်မယ်လောကကြီးကဘလောက်ပဲခက်ခဲနေပါစေသင်ဟာငြိမ်သက်ခြင်းနဲ့ဖြတ်ကျော်မယ်ညီးတွားစရာကောင်းတဲ့အချိန်တွေမှာမညီးတွားဘူးဖျားကိုချီးမွမ်းမယ်အဲ့ဒီလိုစားနော်ဒီလောကအတွက်စားဖြစ်ခဲ့မယ်ဆိုရင်တော့သင်ဟာကောင်းကင်နိုင်ငံမှာဖျားရဲ့အချီးမွမ်းကိုခံရမှာဖြစ်တယ်ဒါဆိုရင်ဒီလောကမှာကိုယ့်အတွက်ကိုအသက်ရှင်ခဲ့တဲ့သူတွေကမီးနဲ့စစ်ဆေးတဲ့ခါမှာကျွမ်းလောင်သွားမယ်နော်အဲ့ဒီမှာကျွန်တော်အဆုံးပိုက်လေးကိုဖတ်ပြမယ်ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး3အပိုင်ငယ်15မှာအကျဉ်သူ၏အလုတ်သည်ကျွမ်းလောင်၏ထိုသူသည်အရှုံးခံရလိမ့်မည်သို့တော်လည်းမီးနှင့်လွတ်တဲ့ကဲ့သို့သူသည်ကဲ့တင်ခြင်းသို့ရောက်လိမ့်မည်ကဲ့တင်ခြင်းတော့မဆုံးရှုံးဘာဆုံးရှုံးမလဲဖခင်ရဲ့ချီးမွမ်းခြင်းဆုလက်တရဖူတွေတော့ဘာလုပ်မလဲဆုံးရှုံးမယ်ဒီမှာသတိထားစရာကောင်းတဲ့အချက်ကပြင်ပမှောင်ရိုက်ထဲသို့ဘာလုပ်မလဲနှင်ချမယ်ဟာအဲ့ဒါကနော်ကောင်းကင်နိုင်ငံမှာရောက်တဲ့အခါမှာသူများတွေကပလင်တော်ရှေ့မှာချီးမွမ်းတဲ့အခါမှာကိုကပြင်ပမှောင်ရက်ရောက်သွားရင်တော်တော်ဝမ်းနည်းစရာကောင်းပါငရဲတော့ပြန်မကြောက်နော်ဒါပေမဲ့ဖျားသခင်ရဲ့ပလင်တော်အနားမှာနေခွင့်ဆုံးရှုံးသွားနိုင်စရာအကြောင်းလေးရှိနေတယ်ထိုအတုံးမရသောထိုငယ်သားကိုငိုကြွေးခြင်းအန်သွားငိုကြွေးခြင်းဆိုတာလေအဲ့ဒီတော့မှကြီးစွာနောင်နာရမှာအဲ့လိုမှသိခဲ့ရင်ဒီလောကမှာဖခင်ငါ့ကိုပေးထားတဲ့ပတ်စံတွေဖခင်သခင်နိုင်ငံတော်အတွက်ငါအသုံးပြုပါတယ်ဒီလောကမှာဖခင်သခင်ငါ့ကိုပေးထားတဲ့အစွမ်းစားတွေဖခင်သခင်တို့ကငါအစီခံပါတယ်ငါအလုပ်ထဲမှာစားခဲ့သူငါအသက်ရှင်ပါတယ်ငါရဲ့ရက်ွက်ထဲမှာငါရဲ့အိမ်မှာငါဖခင်သခင်နှစ်သက်အောင်ငါအသက်ရှင်ပါတယ်အခုတော့ကြီးစွာအန်သွားခဲကြိတ်တယ်ဆိုတော့လေကြိတ်မနိုင်ခဲမရအကြီးကျယ်နောင်နာရသူများတွေပလင်တော်ရှေ့မှာရှိတဲ့အချိန်မှာကိုကပြင်ပါမှောင်မိုက်ရက်ငရဲတော့မဟုတ်ပါဘူးကောင်းကင်နိုင်ငံရဲ့နေရာတစ်ခုဖြစ်နိုင်တယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ဘဝအသက်တာထဲမှာ